မင်းမရတဲ့ဂတိအပိုင်3ຫນွေဦးရဲ့လေပင်ငင်းတွေကတစ်ပင်ထက်ကရွက်ဟောင်းတွေကိုတဖြုတ်ဖြုတ်ကြွေကြစေတယ်။နှွေတရကော်ဖီဆိုင်လေးရွက်တောင်စုံဝိုင်းမှာထိုင်ရင်ဆိုင်အချင်းဘက်ကလမ်းသွားလမ်းလာတွေကိုငေးကြည့်မိတယ်။လွန်ခဲ့တဲ့နှစ်ကဒီလိုအချိန်မှာပဲသူမနဲ့မင်းခန့်ဒီဆိုင်လေးမှာနောက်ဆုံးတွေ့ခဲ့ကြတာမဟုတ်လား။ပြန်လဲဆုံတွေ့ချင်းတကားဝါကခေါင်းလောင်းတလိမ့်မိသွားတော့နှွေနှလုံးခုနံမှာခက်တဲ့ရက်ကန်သွားတယ်လို့ပဲအနဲ့ရောင်ကုတ်အင်ကြီးကိုတတ်တရရောက်ဝစ်ထားတဲ့လူတယောက်ဆိုင်ထဲကိုရှောင်လန်းလာတယ်။အချိန်တွေကပြောင်းလဲသွားပေမဲ့သူမမှတ်မိနေတဲ့မျက်ဝန်းတွေကတော့အရင်အတိုင်းပါပဲ။စောင့်နေရတာကြာသွားပြီလားနှွေမင်းခန့်ရဲ့အတန်ကအရင်ကထပ်ပို့ပြီးတည်ငြိမ်ရင်းကျန်နေတယ်။နှွေဘာမှပြန်မပြောနိုင်ပဲခေါင်းမဲ့ခါပြလိုက်မိတယ်။ရင်လဲမှာတော့ပြောစရာစကားတွေအလုံးရင်းနဲ့တက်လာပြီမဲ့လဲချောင်းဝါမှာပဲတဆုနေခဲ့တယ်။နှလုံးသားထဲကအမေစကားများဟိုမှာအစင်းလေးဒီအစင်ပြေရဲ့လာမင်းခံဘာလို့တခါမှဖူးမဆက်ခဲ့တာလဲနှွေရဲ့အမေစကားမှာဝမ်းနဲ့ရိတ်တွေရှင်တွဲနေတာကိုမင်းခန့်တတိထားမိလိုက်တယ်သူတပင်းကိုအตาရချော့ရင်နှွေလက်ကိုအုပ်ကိုင်လိုက်တယ်ကိုတောင်းပန်ပါတယ်ကိုတို့ပေးထားတဲ့ဂတိကိုတီးနိုင်မှုတော့ကိုအများကြီးစူးစမ်းခဲ့ရတယ်အောင်မြင်မှုတစ်ခုမရမချင်းမင်းရှိကိုမလာချင်းခဲ့ဘူးဒါပေမဲ့မင်းကိုမေ့နေခဲ့တာတစ်စက္ကန့်မှမရှိပါဘူးမရေရာသေးတဲ့အနာဂတ်မင်းခန့်ရဲ့ရှင်းပြချက်တွေကနှွေအတွက်လုံလောက်ပါမလားနှစ်သားဆောင်ဆိုင်ခဲ့ရတဲ့အချိန်လေးတယောက်တည်းဖြတ်တိုင်းခဲ့ရတဲ့ညတွေကဒီစကားတစ်ခွန်းနဲ့ကြည်အေးသွားဖို့ခက်ထဲနေစေမှာနှွေဂတိဆိုတာပေးဖို့လွယ်ပေမဲ့တီးဖို့ခက်တယ်ဆိုတာငါသိပါတယ်ကြာပြီပဲမင်းရဲ့ဂတိထဲမှာငါ့ကိုထဲ့တွက်ဖို့မေ့နေခဲ့တာလားနှွေမှမင်းခန့်တို့ရဲ့ဇလန်လေးကိုအပိုင်းလေးမှာသူတို့ကြားကနားလည်မှုလွဲတာတွေကိုဖြည့်ရှင်းငန်းဆက်ရေးပေးရမလားဒါမှမဟုတ်ဇက်ကောင်အတစ်တယောင်ထဲ့သွင်းပြီးအလွဲပြောင်းလေးလုပ်ကြည့်စီရမလားခင်ဗျာ